မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့ရှေးဟောင်းပြည်မျိုးကြီးတွေကတစ်ခုဖြစ်တဲ့ဟန်လင်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာဟန်လင်းမြို့သည်မြန်မာနိုင်ငံရဲ့အစောဆုံးပြည်မျိုးပြနိုင်ငံတွေထဲမှာတစ်ခုဖြစ်ပါတယ်ဟန်လင်းမြို့ဟောင်းကတစ်ချိန်ကကြီးကျယ်ခမ်းနားစွာထင်ရှားခဲ့တဲ့မြို့ကြီးတစ်မျိုးဖြစ်ကြောင်းသိသာလေပါတယ်မြို့ရိုးရဲ့တောင်မြောက်အလယ်ယာမှာတမိုင်ကြီးများရှိပြီးအရှိအနောက်အလယ်မှာတမိုင်ကျော်များရှိပါတယ်သို့သောကာလကြာမြင့်ပြီးဖြစ်၍အုံမြို့ရိုးမှာမထင်မရှားတိုးတက်မှုသာကျန်ရှိတော့ပြီးကျုံးမှာလည်းလုံးဝခေါ်လျက်ရှိပါတယ်ထိုမြို့များရဲ့အတွင်းပိုင်းအလယ်ဗဟိုမှာအရှိတောင်ရိုးနေရာမှာနန်းတော်ကုန်းဟုခေါ်ဆောင်မှတ်ပြုတဲ့နေရာရှိပါတယ်ထိုနန်းတော်ရာကလည်းရှေးကအုံမြို့ရိုးကာရံလျက်ရှိရာယခုအခါမြေမမှုကိုသာတွေ့ရပါတော့တယ်စတူရန်ပုံရှိတဲ့အတွင်းမြို့ရိုးရဲ့အနံမှာပေ1400ခန့်ရှိလေတယ်ဟန်လင်းမြို့ဟောင်းမှာတကား24ပေါက်ရှိတယ်ဟုအဆိုရတော့လဲယခုအခါအရှိတ်ဘက်မှာငပိယိုတကားနောက်ဘက်မှာဖျားကြီးတောင်တကားတောက်ဘက်မှာတကားတော့မြောက်ဘက်မှာတကန်သားစတဲ့တကားများသာကျန်ရစ်ပါတော့တယ်မြို့ဟောင်းအတွင်းမှာရှေးဟောင်းအဆောက်အဦနဲ့အောက်ကမများကိုလုံးဝမတွေ့ရပါအနောက်ဘက်မြို့ရုံနိုင်ကပ်ပြီးတည်ထားတဲ့တောရက်ကိုကြီးမှာလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ခန့်ကမှမြို့ရုံအုပ်များကိုအသုံးပြုပြီးတည်ဆောက်ထားဟန်နဲ့တူပါတယ်ဟန်လင်းမြို့ဟောင်းရဲ့တောင်ဘက်၌ရှိတဲ့ဟန်လင်းရွာကြီးနှင့်ပတ်ဝန်းကျင်တွေကိုရှေးဟောင်းမရများကိုဖူးထွင်နိုင်ပါတယ်။ရင်းတို့အနက်တိဝိဓမ္မသောကမင်းရဲ့ကောင်းမှုဟုအဆိုရှိသောရွှေဘူကြီးစိတ်သည်ကျင်စစ်သားမင်း၏ကောင်းမှုဖြစ်သောရွှေအိမ်မင်းစီသည်အလောင်းစီသူမင်း၏ကောင်းမှုဖြစ်သောရွှေရက်တော်စီသည်ဒါတင်ကြရဲ့အမှတ်ကြီးရဲ့ကောင်းမှုဖြစ်သောရွှေဘူသားစီသည်နှင့်တမန်ထဘတ်ဒရာအမတ်ကြီးရဲ့ကောင်းမှုဖြစ်သောရွှေပန်းတော်ယခုအခါတွင်ရွှေပန်းတော်ဟုခေါ်သောစီဒီများမှာထင်ရှားစွာကြားလျက်ရှိပါတယ်။ဟန်လင်းမြို့ရဲ့အဓိကစီးပွားရေးမှာစိုက်ပျိုးရေးဖြစ်ပြီးဧရာဝတီမြစ်နှင့်မိုးမြစ်တို့ကြားမြစ်ဝှမ်းဒေသဖြစ်၍မြေဩဇာကောင်းသောကြောင့်မိုးနယ်ရိပ်ဝှမ်းဒေသဖြစ်သည်ထို့ကြောင့်ရေတွင်းစိုက်ပျိုးခြင်းစနစ်အသုံးပြုပါတယ်ထို့ပြင်ဟန်လင်းသည်တရုတ်အိန္ဒိယနှင့်တိုက်ရိုက်ကုန်သွယ်ခြင်းကြောင့်ကုန်သွယ်ရေးလည်းထွန်းကားခဲ့ပါတယ်ဟန်လင်းသည်ပကံခေတ်ထက်စောသောယဉ်ကျေးမှုအထောက်အထားများအနေဖြင့်ကျောက်စာများပြူတိငါးများနှင့်အရိုးအိုးများကိုတွေ့ရသည်1904ခုနှစ်တွင်မြို့ရိုးအပင်ပတ်အရှေ့တောင်ထောင့်အနီးတွင်ကျောက်စာတစ်ချက်တွေ့ရှိခဲ့သည်စာကြောင်းနှစ်ကြောင်းသာပါရှိသောယင်းကျောက်စာသည်တရေခေတ်တရာမှကျောက်အရိုးအိုးကြီးများတွင်ရေးထိုးထားသည့်ပြူစာများနှင့်အခရာပုံသဏ္ဍာန်တူညီသည့်အပြင်စာကြောင်းတစ်ကြောင်းစီအောက်၌ပြည်ရှိအခရာဖြင့်စာလုံးအနည်းငယ်ရေးထိုးပါရှိလေသည်ထိုကျောက်စာသည်ကွယ်လွန်သူပုဂ္ဂိုလ်တစ်ဦး၏အရိုးများမြုပ်နှံရာနေရာကိုမှတ်သားထားသည့်ကျောက်စာတိုင်ဖြစ်ကြောင်းအဓိပ္ပာယ်ဖော်ထုတ်ယူဆရသည်ထိုကျောက်စာကိုတွေ့ရှိသည့်နှစ်ကပင်ပုဂံပြတိုက်သို့ရွှေ့ပြောင်းထိန်းသိမ်းထားလေသည်ဒုတိယပြူကျောက်စာတစ်ချက်ကို1929ခုနှစ်တွင်ပထမကျောက်စာတွေ့ရှိသောနေရာ၏တောင်ဘက်တွင်ဖော်ထုတ်ရရှိသည်ဤကျောက်ရှပ်တွင်စာကြောင်း8ကြောင်းပါရှိ၍ထိပ်ပိုင်း၌လာချင်ပုံသဏ္ဍာန်အမှတ်လက္ခဏာထွန်းထူထားသည်ကျောက်စာ၏အဓိပ္ပာယ်ကိုအတိအကျမဖော်ထုတ်နိုင်သော်လည်းမဟာဒေဝီတစ်ဦးအကြောင်းရေးထိုးထားသည်ကိုသိသာ၏တတိယကျောက်ရှပ်မှာအမြင့်4ပေအလျား4ပေခွဲရှိ၍အထက်ပိုင်းနှင့်အောက်ပိုင်းတွင်ရုပ်ကြွများထုလုပ်ထားကာအလယ်ပိုင်းတွင်ပြူစာများရေးထိုးထားသည်ထိုရုပ်ကြွကျောက်ရှပ်မှာပျက်စီးပြုန်းတီးလျက်ရှိရာအထက်မှာအကျိုးအပဲ့တစ်ပိုင်းမှာပျောက်ဆုံးနေ၍စာကြောင်းများမှာဖတ်မိတ်ရအောင်မှိန်းပုံလျက်ရှိပြီးအထက်ပိုင်းမှာရုပ်တုမှာဗောဓိသတ်ပုံဖြစ်ဟန်တူသည်ဒူးဘော်တင်
၍ဆန်တန်းထားသည့်လက်ရာလက်နှင့်အနှဲငယ်ဖွေထားသောလက်ရာခြေထောက်သာကျန်ရစ်တော့၏ကျောက်ရှက်၏အောက်ပိုင်းတွင်လက်အုပ်ရှိ၍ထိုင်နေသောလူရုပ်များစီတန်းနေသည်ကိုတွေ့ရ၏ရှေ့ဆုံးတန်းမှလူများမှာတကိုယ်လုံးပေါ်၍နောက်ဆုံးတန်းများတွင်အချို့မှာကိုယ်တပိုင်းပေါ်၍၎င်းအချို့မှာခေါင်းပိုင်းသာပေါ်၍၎င်းတွေ့မြင်ရသည်ထိုလူရုပ်များတွင်ပတိလည်ဆွဲများနှင့်နှာထောင်များဆင်ရင်ထားသည်ကျူကျောက်စာရေးထိုးထားသည်ကိုထောက်၍ထိုလူရုပ်များသည်ပြူလူမျိုးများ၏ပုံသဏ္ဍာန်ကိုထုတ်လုပ်ထားသည်ဟုယူဆရသည် ဟဲလီမြို့သည်ပြူလူမျိုးတို့ရဲ့ပြပခဲ့ပြီးဇာကိုင်းဒေသကြီးရွှေဘုံမြို့ရဲ့အရှိတောင်ဘက်12မိုင်ကွာတွင်တည်ရှိပြီးမြို့ပုံစံမှာစပင်းမှုပြူမျိုးတိဘက်ကရပါသည်အရှိဘက်တွင်မြို့နှစ်ထပ်ရှိပြီးပြူလူမျိုးတို့သည်မြို့ကိုတည်ချရာစနစ်တိုက်ချဆောက်လုပ်ခဲ့ပါသည်ထို့အပြင်ဟန်လင်းမြို့သည်ရှေးခါကတီဝါတတနောနဲ့ကိုးကွယ်မှုနှင့်ဗုဒ္ဓဘာသာကိုးကွယ်မှုတို့ကိုယုံကြည်တောင်းဝင်ခဲ့ပါတယ်။ဗိတုကနေပပဲပသိမ်လက်မှုအတတ်ပညာများကျွမ်းကျင်တတ်မြောက်ခဲ့သည်ဟုသိရပါတယ်။ဟန်လင်းသည်မြန်မာနိုင်ငံထဲမှာအထူးအမောခဲ့ပြင်မဲ့အချို့သောမြန်မာနိုင်ငံသည်မြတ်တဲ့တော့တာလွန်ခဲ့ပါသည်ဟန်လင်းမြို့မှာမြေဦးမြေလုံးများတနည်းပစ္စည်းများကြီးလက်ကောင်းနှင့်ကျင်းမုံများရှိလက်ဆိုရှူဒီစီများနှင့်စသောကျန်တဲ့များအပြင်အသောအများကိုရှိပြီးရှိခဲ့ပါသည်ဟန်လင်းသည်မြန်မာနိုင်ငံထဲမှာသူတို့ရဲ့ခန္ဓာကြီးရလာတဲ့ပြည်ပနိုင်ငံဟန်လင်းAD တရားစုခန့်မှာရှေ့သူတွေဆုံးကားခဲ့ပြီးမြန်မာနိုင်ငံအတွက်အောက်ဝင်နေစဉ်တွေ့ခံရသည့်ပြည်ပနိုင်ငံသုံးနိုင်ငံထဲမှာတနိုင်ငံဖြစ်ပါသည်ကျွန်တော်တို့ရဲ့ project video လေးကိုကြည့်ရှုပေးခဲ့ကြတဲ့သူတို့ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဖွင့်မှာပါဝင်ပေးခဲ့တဲ့သူတွေကတော့05 07 02 027 023 033 034တို့ပဲဖြစ်ပါတယ်ဗျအမှားတစ်စုံတစ်ခုပါခဲ့ရင်ဖြည့်တွေးပြီးခွင့်လွှတ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်